တော့ vlog လေးစပါပြီเนาะအခုကတော့အရင်ဆုံးဈေးဝယ်ထွက်တဲ့ vlog လေးအရင်ရိုက်တာပေါ့เนาะအရင်ဆုံးဒီချယ်အားလုံးစားဖို့ဆိုပြီးတော့အရင်ဆုံးဈေးဝယ်ထွက်တယ်ပေါ့เนาะအဲ့မှာဈေးမှာလိုရထားတဲ့အကုန်ရတယ်ပြီးတော့မီးကဗီဒီယိုရိုက်တဲ့သူဆိုအရင်ပါရိုက်တာပေါ့เนาะကျုပ်ဘာကတော့နှစ်တိုင်းမပါမဖြစ်တခုပေါ့เนาะပြီးတော့လိုရတဲ့နေရာလေးအကုန်လုံးဝယ်ဟုတ်ကြမယ်အားရှိတယ် Hello ဝယ်နေပါပြီနေ့ရောက်မပါပါဘူးဆက်ရောက်မပါပါဘူးနော်ခုလာဆက်ရောက်တိုင်းနေရာချက်ခိုင်းပါဒီလေအဲ့လိုနဲ့တခီးသွားမယ်တောက်ချန်နေမနဲ့ကိုရောက်တာပေါ့နော်အရင်ဆုံးကားဆောက်တဲ့ဆွေရမှာအရင်ဆုံး Hello မင်္ဂလာပါအညစီယောဆောင်းတာခီးနေစားပါပြီရှင်ဒီချိန်ပါဒါရောင်းရောင်းပါကဲဒီဘက်ကမရပြောပါဦးဒီပင်ချမ်းသာတာလည်းအရင်ပြောတယ်မလို့ပါဘူးဒီတော့မှလည်းဆောင်းတာဘာသာလေးရောဒီဘက်ကကောင်မလေးရောဟုတ်လားဒီဘက်ကလေညာပေါ်တော့ဆောင်းရေးဆောင်းစုရမှာလူမစုံတော့ကားပေါ်ရောက်မှာလူစုံတော့ထည့်ရတာပါရှင်အဲ့မှာမီးတို့ဖက်မှာပါဝင်နေဒီချက်ရှိရောက်ကုန်တော့တကယ်ချင်းလေးပြတ်ထားပါတော့တစ်ချက်လောက်ကြည့်ကြည့်ပါဦးရှင်ဘလောမှာပါဝင်မရှိရောက်ပါအဲ့လိုနဲ့ခရီးဆက်ထွက်ခဲ့တာပါရှင်အဲ့မှာမနက်စာစားဖို့ခိုင်ခိုင်ကြော်မှရတာပါရှင်မနက်စာကြာစက်ချက်စားကြပါရှင်အိမ်မှာဗီဒီယိုလေးပဲရရုံနဲ့ပါကျမကိုယ်တိုင်လည်းပါဝင်ပြီးရလိုက်ပါတည်ရှင်ပြီးတော့ group live ပို့တွေရိုက်ကြရဲတယောက်ချင်းပို့တွေရိုက်ကြပါလေကဲမှာခိုင်ခိုင်ကြော်မှရပါရှင်ခိုးစားပြီးတော့ဒီစကန်လေးကိုဒီလိုနဲ့မရောက်မချင်းမျိုးလုံးဖိပြီးလာခဲ့ရပါတော့နောက်ဆုံးတော့ရောက်ရှိခဲ့ပါပြီဟိုတယ်ကလွတ်ပေးရဲတွတ်တုံနဲ့ရေးစိုးသွားတာပေါ့နော်ဟိုတယ် AC မှာတည်းရပါရှင်အခုနောက်ပိုင်းလာမယ်ဒီပိုင်းလေးဆက်ပြီးတော့ကြည့်ရှုပေးပါအောင်နော်ကဲအားလုံးပဲလာပါပြီရှင်နောက်ဆုံးတော့ရောက်ခဲ့ပါပြီရှင်ဟိုတယ် AC မှာပါရှင်ကဲစီးပြူလေးရောက်ရပါတော့ပြပါမယ်ပဲသားနေရချောင်းသာရောက်နေပါတယ်မင်္ဂလာပါပလေတော့အောင်လို့ပါမလဲဆူတာကဲသေးအဲ့ဗီဒီယိုမှာကျွန်တော်တို့ကဘာလုပ်လိုက်လဲဗီဒီယို edit နဲ့ edit ကိုအဲ့ post ကချင်းချင်းပေါ်လာဘာကိစ္စကြောင့်ဘယ်လိုလုပ်နေမှမသိဘူးအဲ့ post ကို3အောင်မယ်မင်္ဂလာပါပလေပင်လယ်ရောပြီးတော့မီတို့ဓာတ်ပုံရကြတာပေါ့နော်ဓာတ်ပုံတွေရောအကုန်လုံးမထည့်ပြတော့ရှင်ကြည့်ချင်တော့တက်ထားတဲ့အကောင့်တွေဝင်ကြည့်လို့ရပါတယ်ရှင်ပြီးလည်းပြီးတော့ညစာစားပြီးတော့တို့တွေဂိမ်းဆော့ကြတာပေါ့နော်ဂိမ်းဆော့တာအသိခွေရပါအတန်းတော့မကြားပါနဲ့စိတ်ရှိရှိနဲ့ကြည့်ရှိပါအရင်ကြီးရပါရှင်အဲ့တော့ဆက်ပြီးတော့ကြည့်ရှုပေးပါအောင်ရှင်အရင်ကြီးရပါရှင်အဆုံးထိကြည့်ကြပါနော် Take a look around here right now you remember this time Cause you only got the moment so own it while you're alive Taking it all in one break at a time Just let it be and you will see everything will align Oh no no don't worry about nothing oh it's all gonna be good Oh 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 you really something out didn't you know that you could Oh no no don't worry about nothing oh it's all gonna be good Don't worry about nothing nothing now it's all gonna be good So breathe like you know you should Yeah breathe till you've understood Until you're feeling like it's up again Feel the sunlight on your skin Keep your heartbeat beating Go on breathe ဗီဒီယိုကအရန်ရှည်တော့နှစ်ပိုင်းခွဲလိုက်ရတာပေါ့နော်အခုပြခဲ့တဲ့ပိုင်းကတော့ vlog 1ပေါ့နော်နောက်နေ့မှာတော့ vlog 2လေးဆက်တင်ပေးပါမယ်ဆက်လက်ဆောင်ရွက်ကြည့်ရှုပေးကြပါလို့ရှင်အားလုံးပဲကြည်စုပါနော်အဆုံးထိကြည်နေကြလို့အားလုံးနောက်တစ်ပိုင်းမှာကြည့်ပြပါမယ်ရှင် bye bye